International Bank များပေါ်များတဲ့ဟိုချီမင်းမျိုးတော်ရဲ့တရက်တာ Bank Life Activity များလေးလာနေအောင်တင်ပြပေးလိုက်ပါတယ် International Bank များ Bank Training University များတက်ရောက်တဲ့တိုင်းပြည်မြန်မာပြည်မှာရွှေ့ပြောင်းလာတဲ့စက်ရုံအများပြားလဲဟိုချီမင်းစီတီခြေချနေတဲ့အကြောင်းပေးပါမယ် Welcome to Ho Chi Minh City